on the way. မြို့သမီးလေးချစ်လာစွာတော့ကလေးတွေ့ချောရရဲ့ချစ်လွေပါခက်တာလေးကားရီတွေဝီမောင်းနေတော့ဟိုဘက်မှတ်တိုင်းစီသေးချမမြင်ရမီးပွိုင်းမိချိန်ဆောင်းနေတဲ့ပုံရိပ်တွေမမေ့တာမနှင်းတာမျက်မှောင်လေးတွေကြုံထားတဲ့မျက်နှာပေါ်သူနေကြစဉ်ခါတိုက်ဖက်တွေချင်းချင်းတိုက်တဲ့အတန်လွှင့်နေတဲ့နှွေဝမြင့်များမင်းကင်ထားတဲ့ရွှေပန်းလေးတွေကိုတွေ့တတ်တဲ့အချီမြင်တွေမင်းလက်ကလေးရှာမှဆိုးလို့ကြည်ရင်နဲ့ရင်ထိတ်ထိတ်ဖြစ်နေကိုမှလေးလေးမင်းနဲ့နေချင်လို့ချစ်ဝိုင်းပြီးအထွေပေါ်ဒီမတန်းနဲ့တော့စူငေါကြမှာရင်ထင်နေဟိုက်ချက်ကားလေးနာကတ်သွားရပြီးတော့လက်ကလေးကိုမြောက်ပြတယ်လူတွေပန်းလေးတွေကိုညှင်းဆန့်ရင်မျက်နှာငယ်ငယ်မမလှပဲပြုံပြုံလေးနေပါချစ်အဲ့ဒါဆိုပန်းနေဝဲကြမှာစိတ်ထဲကနေလှမ်းပြောနေတဲ့စကားတွေကိုသူမှတကယ်မကြားတာသူလက်ထွက်လာတဲ့အချိန်မှာပဲဖနှက်ကျိုးလေးပြတ်သွားတယ်ပူပြင်းလုံးနဲ့ကတရလမ်းပေါ်မှာခြေပွားလေးပဲလို့သေးပါမလဲကျွန်တော်လမ်းကူးလိုက်တယ်ပြီးတော့အခုဖနှက်လေးယူနော်ရတယ်ကိုအဆင်ပြေရဲ့စီးအောင်ခေါင်းနဲ့လက်တွေကိုတစ်ခါခါနဲ့မှုအတင်းပေးလိုက်ရတယ်လေနောက်တစ်နေ့မနက်မှယာရန်လေးတွေကိုလက်နဲ့လုံးချစ်ပြီးလာတယ်ပခုံးလေးကိုတို့ပြီးတော့ပြန်ပေးတယ်ကိုမယူအောင်ညီမရဲ့မင်းသုံးမှလို့ဆိုတော့အိတ်ထက်တင်းထိုးထည့်ပြီးပြေးသွားတယ်နေ့တိုင်းတွေ့ဖြစ်တဲ့သူကအချစ်ရဲ့အထိပ်ပဲကိုမဖော်တတ်ဘူးပြီးတော့သူကစကားမပြောတတ်ဘူးဇူလိုင်လမိုးရွာရင်သူကကြောက်ပြီးညဘက်တွေမအိပ်ဘူးတဲ့ကားလမ်းတွေချွဲဘိန်းတွေချော်နေမှုမင်းကိုစိတ်ပူတယ်မီးပွိုင်းကမီးကလေးရစိတ်နေပေမဲ့ကိုတောင်းတတဲ့ချက်ပြတဲ့မီးရစိတ်မလာတဲ့အခါမျောလင်းသောနေ့ရက်တွေများစွာကြာနေပြီမီးမိုးတို့များစွာပြိုပန်းမှုနေပြီဆွဲလန်းတဲ့မိန်းကလေးရဲ့လက်ကပန်းပွင့်လေးကိုဖြစ်ဖို့တမိုက်တန်မူလာပြောပါမင်းရဲ့စိတ်အလိုကြည်လင်သောနေ့ရက်တွေရှိမှကျူနေပြီအိမ်ပြန်လန်းကလေးမှတူတူရှိခြင်းမီးတည်စီမင်းအိမ်လေးကိုအနောက်ကလိုက်ခဲ့ခွင့်မတောင်းမိပဲဝါခင်တနီမိုးထားတဲ့အိမ်သေးလေးရှေ့ဆိုရင်ရောက်ပြီးတော့ပြဲနေတဲ့ကြော်ညာပိုစတာတွေကထားတာကိုကြီးမာကြီးကတိတ်ရိုးတယ်နော်တဲ့စိတ်ချပါကွာနောက်တစ်နေ့မှကျွန်တော်သူ့ကိုချစ်တယ်လို့ဖွင့်ပြောလိုက်တယ်ကလေးတွေပြောပြထားလို့ထင်ပါတယ်သူကဒီအတိုင်းပဲပြီးတော့လက်ညှိုးနဲ့ချောင်းထောင်ပြတယ်ကလေးတွေကကိုကြီးကိုနှလားဆောင်လို့ပြောရတယ်ရတယ်သူ့ကိုပန်းနေကူရောင်းပေးရင်နဲ့အဆင်ပြေလာတယ်ဒီလိုနဲ့နှိမ့်စဉ်ရက်ဆက်သွားရင်ပေါ့အချိန်တွေကပြေးလာတယ်သူကမိုးကလေးတစ်ထည့်ပေးပါတယ်နောက်ကျောမှလည်းအပြေးလေးနဲ့လက်လေးဝေရမ်းပြီးဝစ်ထားပါတယ်အင်းမကလေးသူကစာလေးရေးပြီးယူခဲ့ရဗျာတဲပုံလေးဝိုင်းထားတယ်ပြီးတော့အောက်မှာအိုင်လက်ဖြူတယ်လက်အောက်ကကြီးသက်လေးနဲ့ဖြူကလည်းဖောက်ထုတ်လေးနဲ့ပေါင်းထားရဗျာချစ်စရာလေးပါကျွန်တော်ယူတယ်မီးပွိုင်းကမီးကလေးရစိတ်နေပေမဲ့ကိုတောင်းတတဲ့ချက်ပြတဲ့မီးရစိတ်မလာတဲ့အခါမျောလင်းသောနေ့ရက်တွေများစွာကြာနေပြီမီးမိုးတို့များစွာပြိုပန်းမှုနေပြီဆွဲလန်းတဲ့မိန်းကလေးရဲ့လက်ကပန်းပွင့်လေးကိုဖြစ်ဖို့တမိုက်တန်မူလာပြောပါမင်းရဲ့စိတ်အလိုကြည်လင်သောနေ့ရက်တွေရှိမှကျူနေပြီအိမ်ပြန်လန်းကလေးမှတူတူရှိခြင်းမီးတည်စီပွိုင်းကမီးကလေးရစိတ်နေတောင်းတတဲ့ချက်ပြတဲ့မီးရစိတ်မလာတဲ့အခါညှော်လင်းသောနေ့ရက်တွေများစွာကြာနေပြီမီးမိုးတို့များစွာပြိုပန်းမှုနေပြီဆွဲလန်းတဲ့မိန်းကလေးရဲ့လက်ကပန်းပွင့်လေးကိုဖြစ်ဖို့တမိုက်တန်မူလာပြောပါမင်းရဲ့စိတ်အလိုကြည်လင်သောနေ့ရက်တွေရှိမှကျူနေပြီအိမ်ပြန်လန်းကလေးမှတူတူရှိခြင်းမီးတည်စီ